Premier League မှာပေါင်တန်းပေါင်းများစွာအကွန်ကြခံပြီးခေါ်ယူခဲ့ပေမဲ့တကယ်တမ်းမှာတော့ပတ်စံကိုရေထဲပစ်ချလိုက်တယ်လို့ထွက်သွားခဲ့တဲ့အဆိုးရွားဆုံးခေါ်ယူမှု10ခုကိုသိကြလားဒီနေ့မှာတော့ပရိသတ်တွေအငင်းသွားစရာအကောင်းဆုံးစည်ရင်းရဲ့ပထမပိုင်းကိုတင်ဆက်ပေးသွားမှာပါနံပါတ်10အန်တိုနီမန်ချက်စတာယူနိုက်တက်ကိုပေါင်85တန်းနဲ့ရောက်လာခဲ့ပေမဲ့သူ့ရဲ့ခြေစွမ်းကတော့စပန်လောက်တာကလွယ်ရင်ဘာမှမရှိဘူးလို့ပါပဲဂိုးနဲ့ assist တွေဝေဖန်မှုတွေကိုပဲပိုရခဲ့တဲ့မန်ယူရဲ့အမားတစ်ခုပါနံပါတ်9နီကိုလတ်ပေပေသူဟာအာဆင်နယ်ကိုစံချိန်နှင့်ကြီးပေါင်82တန်းနဲ့ရောက်လာခဲ့ပေမဲ့ပရိသတ်တွေရဲ့မျှော်လင့်ချက်ကိုလုံးဝမဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့အလက်ခါးနီးပါးနဲ့ပဲအသင်းကနေထွက်ခွာသွားခဲ့ရပါတယ်နံပါတ်10ဒန်နီဒရင်ဝါတာချက်စီလက်စတာမှာချန်ပီယံဖြစ်ခဲ့ပြီးမဲ့ချက်စီမှာပေါင်35တန်းပေးပြီးရေထောက်ဖို့ပဲရောက်လာခဲ့သလိုပါပဲ9နှစ်အတွင်းမှာပရီးမီးယားလိဂ်ဆန်ပွဲပဲကစားခဲ့ရတဲ့အထိဆိုးရွားခဲ့ပါတယ်နံပါတ်9အလက်စစ်ဆန်ချက်စ်မန်ယူမှာအာဆင်နယ်မှာနုတ်ပူရတပါလို့တောက်ပါခဲ့ပြီးမြမန်ယူမှာတော့စနရတီးတာကလွယ်ရင်ဘာမှမလုပ်နိုင်ခဲ့ပါဘူးတပတ်လက်စာပေါင်9သိန်းပေးပြီးအရှုံးကြီးရှုံးခဲ့တဲ့ခေါ်ယူမှုပါနံပါတ်6အန်ဒီကာရိုလီဗာပူးတော်ရက်စ်ရဲ့နေရာမှာအစားထိုးဖို့ပေါင်35တန်းနဲ့ရောက်လာခဲ့ပေမဲ့ဒန်ယာဝယ်နဲ့ပဲအချိန်ကုန်ခဲ့ပါတယ်လီဗာပူးပရိသတ်တွေအတွက်တော့မေးပစ်ချင်စရာအိမ်မက်ဆိုးတစ်ခုပါကဲဒီ9ယောက်ထဲမှာဘယ်သူကအဆိုးဆုံးလို့တင်ထင်လဲနောက်ထပ်ပို့ပြီးဆိုရွာတဲ့နံပါတ်9ကနေ1အထီးကိုတော့ပတ်2မှာဆက်လက်တင်းဆက်ပေးထားမှာမို့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော် comment မှာလည်းတင့်မြင်ဒီကိုရေးခဲ့ပါအောင်နော်